ပြီခင်ဗျခင်မမတို့စင်သားပွဲရာရွေးရောက်အကောင်ရတယ်လို့လုံလာလို့ဆွဲဖို့ရမယ်ရွေးကုန်စီလာပြီဗျခင်မမတို့စင်သားပွဲရာအသွင်စားတဲ့ရွယ်တွေပါကဲလေပြဝဲခါဟောလားအမကြီးရွယ်ရွယ်တော့ခေါ်လားဒီကအမကြီးရွယ်ရွယ်တော့ခေါ်လားဖယားဝဲနဲ့ကျန်းဝဲစုံသွားအတူဝဲနဲ့မင်္ဂလာပွဲညီညာကြိတ်ရရွယ်လို့ဝဲ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 ဒီလိုမသိတဲ့ကွယ်ဒီလိုမသိတဲ့ကွယ်ဆွဲကြဖို့များဆွဲကြဖို့များအမအာဒီဝါနဲ့ညအောင်ရောက်မှာပြုတ်ကတော့လေရောက်ကုန်တရားကောင်းကုန်ပြအမြတ်ကြီးစားရမှာလေကျင်နာတဲ့ဓမ္မသာ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 ရောက်ရဲ့အစ်စ်တွဲထိုင်တော့အလေးမပေးမဖြစ်မသေးကြီးဖြစ်လာမယ်ဘယ်ရောက်လို့အကောင်ရတယ်လုံမလို့ခွဲလို့ရဝဲခေါ်နေရအမကြီးဝဲရွေးတယ်ခေါ်လာခေါ်ရင်လာမယ်လာမယ်ရွေးတယ်ရွေးတယ်ဟာရွေးတယ်ကြိတ်ရရွေးလို့ဝဲ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 ဒီတော့မသိတဲ့ကွယ်လူကြီးလိုက်တာနော်ဒီတော့မသိတဲ့ကွယ်ဖွားဖွားရင်ဖွားဖွားဟဲ့ဘာတော့ငါမြည်ရဲ့အလံတကြားဟဲ့နေရလေဖွားဖွားရဲ့ဘာတော့ဟဲ့ရွေးတယ်လာနေတယ်ဖွားရွေးတယ်ဟုတ်တယ်အဲ့ဒါဘာလို့ရမှာလဲဟိုဟဲ့ဒီလူကြီးလိုက်တာဖွားရဲ့ဝဲပေးသားမှာခက်လိုက်တာမြည်ရဲ့အဖိုးရှိတော့လို့မဟုတ်ဘူးငါမြည်ရဲ့ဝဲစရာအတပြာလည်းမရှိဘူးဝှချီလို့ပါဖွားရဲ့မြည်ရလေကွယ်ကိုဘဝအခြေအနေကြည့်ပြီးပူဇာမပေါ်မြည်ရဲ့အော်ဖွားဟဲ့မြည်ဘာမှတတိရတယ်ဖွားရဲ့ဖိုးဖိုးလက်ထက်ကလေကျန်နေရတဲ့ခွက်ကြီးတစ်လုံးရှိတယ်ဖွားရဲ့အဲ့ဒီခွက်ကြီးနဲ့ရတဲ့လောက်ကလေးဝယ်ပေးသားမှာဖွားရဲ့လဲပေးသားမှာနော်ခွက်ကြီးတစ်လုံးဟုတ်တယ်ငါတော့သိပါဘူးဟဲ့သွားယူကြီးငါမိကုသိုလ်ခံရှိလေရမှာပဲသွားယူဟုတ်ကဲ့ရွယ်လေအိုးအမောင်ရွယ်လေဘာလဲဖွားကြီးခဏလာပါဦးကွယ်ဘာလဲရဝင်နိုင်ရလားမဝင်နိုင်မဲတော့မခေါ်နဲ့ဒါကြောက်ခက်ကလည်းမဟုတ်ဘူးအချိန်မစွမ်းနဲ့ခမရတိုင်နေမှာဟုတ်ပြကြောက်ရောက်ရလိမ့်မယ်သိပါတယ်အမောင်ရဲ့ဒါပေမဲ့မြည်လေးကလိုချင်လို့တဲ့ဘယ်မလဲမြန်ကောမြည်မြင်လာဟဲ့ဖွာလာပါပြီဘာလဲမြန်လာအိုးအရှိတကီရွယ်ကုန်ဒီလေးရဲ့ဤခွက်ကိုယူရွယ်ဒီနမကိုတာသာစီရခွဲသောတကူသောဥစ္စာပေးခဲ့ပါတော့ရွယ်ကုန်ဒီလေးရဲ့ကြိုက်ကြည့်လိုက်စမ်းမယ်ဒီဥသေးရှာပို့ကြည့်အောင်ဟာရွှေခွက်ကြည့်ဟာပါလိဟုတ်ပါတယ်မောင်ကြီးဤလေရွယ်လေးတွေကိုသိတဲ့စုံမဲ့လုံးလို့ပါတကယ်ဤလေရွယ်လေးတွေကိုသိတဲ့စုံမဲ့လုံးလို့ပါတကယ်ဟောဒီခွက်ကလေးနဲ့တရာတလောက်ပေးကလဲခဲ့ပါလားမောင်ကြီးရဲ့ရွှေခွက်တော့ဖြစ်နေပြီကောင်းနေကိုပစ္စည်းတစ်စုံတစ်ခုမပေးရပဲဒီရွှေခွက်ကြီးအလကားရအောင်အမြတ်ထုတ်လိုက်အောင်ပဲချစ်ွက်စားအောင်ွယ်မက်ွက်ကဘာကမအတော့မကြပဲဝဲပြတော့မတန်ဘူးဟဲ့ငါပစ္စည်းကိုရေလူကစိတ်မကူနဲ့ငါပစ္စည်းကိုရေလူကစိတ်မကူနဲ့မလဲနိုင်ဘူးဟဲ့နဲ့ခွဲစုပ်ပါလို့ဆရာလေဟဲ့ရေလာဝဲကုန်းဒီလာပြီဗျခင်မတို့ချင်းသပွဲရာအသွင်လှတဲ့ရွယ်တွေပါကဲလေပြဝဲခါဆရာဘွဲနဲ့ကျောင်းဘွဲစုံသွားအထုပ်ဘွဲနဲ့မင်္ဂလာပွဲညီညာဆွဲကြဖို့များမမအာဒီဝနဲ့ညီညအောင်ရောက်မှာရွယ်တယ်လားဗျာမင်းတို့ရွယ်ကလေးတွေကိုသာအမြဲဝင်ကသုံးရရင်ဗျာတအိမ်လုံးပဲကျမ်းမာချမ်းသာလူကြီးလိုက်တာနော်အမြောက်လုံးပဲကျမ်းမာချမ်းသာတပြေလုံးပဲကျမ်းမာချမ်းသာမြဝေနေရရှိတီတာအလားကဲ့သို့ပမာအေးမြလိုရာဆန္ဒပြည့်စေသားဟုယခုညွန်ကား
စုမပထနာရွေးကုန်ဒီကားပြောမြစ်တာကိုလျက်ပါရွေးကုန်လာပြန်ပြီအဖွားရဲ့အဖွားဘာတော့ငါမြည်ရဲ့ရွေးတယ်လာပြန်ပြီဖွားရဲ့လုံးပြန်ပြီဟိုရွေးတယ်တော့ငါမြည်အရိုက်ခါမှဆိုလို့အဖွားခေါ်ထားတာဟဲ့အခုရွေးတယ်ကအရင်ရွေးတယ်နဲ့မတူဘူးဖွားရဲ့နှုတ်ဤရင်ကျဲချင်းနဲ့လည်းပြည့်စုံနေနောက်ပြီးတော့သူပြောပုံဆိုပုံတွေကလေရေကြီးသိမ်မှုလှပါတယ်ဖွားရဲ့သူ့ရဲ့ရုပ်လက္ခဏာကြည့်ရတာလေတစ်ဖက်သားအပေါ်ညှာတာတနာခရုဏာထားပြီးအမှန်တရားကိုပြောကြမဲ့ပုံပုံနဲ့တူတာပဲဖွားဖွားရဲ့နော်ဒီလိုဆိုရင်အဖွားလဲပြမယ်ငါမြည်ဟုတ်ကဲ့ခေါ်အမောင်ရဲလေမိခင်ခိတ္တလာပါဦးအမောင်ရဲဟုတ်ကဲ့ခင်ဗျာကောင်းပါပြီကောင်းပါရော့မောင်ဓမ္မကရွဲများဆင်များရင်လို့အဖွားတော်မှာအသက်ပြာမရှိလို့မဝဲနိုင်ပါဘူးဟုတ်ကဲ့ဒီခွက်ကိုယူပြီးထိုက်တင်တဲ့လောက်လေးမောင်ဓမ္မကိုပေးခဲ့ပါအမောင်ရဲ့ရော့ရော့မောင်ကြီးရဲ့နော်ဒီခွက်နဲ့လဲပါလားဟုတ်တယ်ဟုတ်တယ်ကျွန်တော်အားဤခွက်အားကြည့်ရှုခွင့်ပြုပါမိခင်ကြည့်ပါမောင်ရဲ့ကြည့်ပါအလိုနာရနီရွှေခွက်ပါလားအိုးမိခင်ကြီးဤခွက်ဒီကအတီးအတပြားတသိန်းထိုက်တဲ့ရွှေခွက်အစစ်ဖြစ်လေပြီရွှေခွက်အစစ်ဖြစ်လေပြီထိုမြလားအဖို့တမ်းပါတဲ့ဥစ္စာပစ္စည်းများတို့သည်ကျွန်ုပ်ဤထမ်းမှာမပါလာခဲ့ပါဘူးအတီးရွှေခွက်ရဲ့မာယာသူတော်ကောင်းဒီပြောပြ၍အတိအကျသိရပါပဲမတမှုလို့သူဆိုပြီးတော့မြေတို့ပြေးတာသွားတော့ဒီဤရွှေကွက်ဒီအမောင်နဲ့သာထိုက်တာမ၍တစုံတစ်ခုသောပစ္စည်းကိုသာငါတို့အားပေးငါယူသွားပါလို့သဘောရှိရသည်ကျုပ်ကလည်းအဖွားလိုပါစေရနာတူကြီးမောင်ကြီးရဲ့ရုပ်ဤဒီကြီးတရားမြတဲ့လက္ခဏာရှိနေကျုပ်ကလည်းအဖွားလိုပါစေရနာတူကြီးမောင်ကြီးရဲ့ရုပ်ဤဒီကြီးတရားမြတဲ့လက္ခဏာရှိနေဟုတ်လူရုပ်မာတီမှုသားစကားတွေပြောသွားလေပြီမှုသားစကားတွေပြောသွားလေပြီဤရွှေကွက်သည်မောင်ကြီးနဲ့သာထိုက်တာမ၍ယူသွားပါလို့သဘောရှိရအတီးကောင်းလှပြီမိခင်နဲ့ညီမငယ်တို့ခွင့်ပြုချက်အရာဤရွှေခွက်နဲ့ရွေးရတနာများအားလဲပါတို့ညာတော့လဲတပြားတသိန်းထိုက်တဲ့ခွက်ဖြစ်နေသည့်အတွက်ကျွန်ုပ်မှာတပြားကျပ်900နှစ်ရွေးရတနာ900တိုက်မြတ်ပါပါတယ်၎င်းနှစ်ဦးပေါင်းကကျပ်1000တန်မြတ်ပါပါတယ်အဲ့ဒီတော့နိဒါဝဟမြစ်ကိုကူရမည်အတွက်ရှစ်ကျပ်သောအတပြားကျွန်ုပ်အားကတော့ကပြန်ပြီးပေးလိုက်ပါမိခင်ရွေးရတနာနဲ့ဤကျပ်အတပြား1000လဲပါကောင်းပြီအမောင်ရဲတယ်ဒီရွှေခွက်ဒီအတင်းနဲ့ထိုက်တန်၍ရွှေဖြစ်သည့်အတွက်ကြောင့်ယူသွားပါလို့မိရဲ့စင်များရရွေးမြရသည့်အတွက်ကြောင့်ဝန်းသာလာပါတယ်အမောင်ဝန်းသာလာပါတယ်ကောင်းပြီမိခင်ရော့ဤရွေးရတနာချမ်းသာပါစေဖုန်းကြည့်လို့တက်ရှိပါစေချမ်းသာပါမလေးလာလိုက်တာငါဒီလည်းကြပြီလာလိုက်တာပြောတာလေပြောတာငါဒီလည်းပြောတော့အဖွားလည်းပြောတယ်ကြီးအချိန်တော့တမ်းပြီကိုရွှေခွက်ကြီးကိုပြန်ရောက်ပြန်ပြီးတော့သိလိုက်ဦးမယ်အေးအပြောင်းလှအောင်ရွှေခွက်ကြီးပြန်ယူမနေရကြမယ်အကောင်မလေးနင်ငိုးတယ်ငါမကြည့်နိုင်လို့ရော့ဟောဒီမှာနည်းနည်းရွယ်လေးကိုငါပေးရမယ်ပေးအဲ့ဒီခွက်ကြီးကိုအလိုကိုအမဒီတခါညာဦးမလို့လားနော်ဘ
တင်ငါပထမဝေသောကောင်းကုန်ပြမြတ်ကြီးစားတာတင်ငါပထမဝေသောတမင်သက်သက်ကျုပ်ရွှေခွက်ကိုတော် ရန်ဆောင်ရ တမင်သက်သက်ကျုပ်ရွှေခွက်ကိုတော်ဘယ်ဝဲမြလောက်မတန်ဘူးတဲ့ဒီအမှန်ယူလို့ဆိုပြန်တော့ဒီမှာသိမှလေလောဘတွေမသိစီနိုင်လို့အလားကောင်းမင်းမဲ့အခါကောင်းဤနော် 你ဘာတွေပြောနေတာလဲ သိမှလေလောဘတွေမသိစီနိုင်လို့အလားကောင်းမင်းမဲ့အခါကောင်းဤနော်ဟိုရွယ်ကုန်ပြီအမောင်ရဲ့လက်ကို ဘယ်နဲ့ တပြားတစ်ထောင်နဲ့ပေးအပ်လိုက်ပြီတော့ကျုပ်ရွှေခွက်နဲ့ပေးလိုက်ပြီနဲ့လာလွယ်မလေးချော အမလေးရွှေကွက်ပဲလိုက်ပဲရွှေကွက်အမလေးရွှေကွက်ပါပါဟာအမလေးကြောက်ရွှေကွက်ပါပါအမလေးမေလိုငါရမယ်ရွှေကွက်ငါနဲ့ထိုက်တဲ့ရွှေကွက်ပါပါအမလေးကလာပါမေလိုဖေးတမဲပူစရာပါဗျာရွှေကွက်ကလာယူလို့သွားဒါရောက်ရွှေကွက်ကလာယူလို့သွားဒါရောက်သူမတရားပါဘူးဗျာလောကကြီးလိုက်တာကအမေလေးရခုတော့ကျုပ်တော့ကမိတယ်ပွားတော့ကမိတယ်ပွားလေးရွှေပဲပါလားမလေးအခြေစိုက်ကြည့်တာပါခင်ဗျရွှေမသိကအလကားလိုချင်မိတာတော့စကားဆိုရင်နှိမ်ငါဖိရတယ်ဗျာယခုတော့ပြမရှိတော့ပါလားဟဲ့ယခုတော့ပြမရှိတော့ပါလားဟဲ့သူမနာပြောယူသွားသလဲပေးငါရွှေခွက်ပေးငါရွှေခွက်ပေးမပေးငါရွှေခွက်ပေးမပေးငါရွှေခွက်ပေးမိမကိုရွှေဟာဒီရွှေနောက်မိမကိုရွှေဒီရွှေအရင်မိမကိုရွှေဟောဒီရွှေနောက်မိမကိုရွှေဒီရွှေဟောက်ပါမုတ်ချမသွေးကြောက်ရမယ်ဒီရွှေဟောက်ပါမုတ်ချမသွေးကြောက်ရမယ်ဒီရွှေကန်းခဲလို့ဆောရင်တော့အမချေထိုးလို့ယူသွားတယ်ရွှေ